ခုကျွန်တော်တို့ဆက်လက်ပြီးတော့ဖြည်းဖြည်းဆက်မဲ့အစီအစဉ်လေးကတော့ကြောက်ချင်းမညာတဲ့မိဘပြည်သူများရင်းထဲမှာခံစားမှုတစ်ခုရအောင်ဆိုပြီးကျွန်တော်တို့အထူးအစီအစဉ်လေးတစ်ခုစီစဉ်တင်ဆက်ပါမယ်။မှတ်တရအစီအစဉ်လည်းမမှားပါဘူးရှင်။ဟုတ်ကဲ့ပါ။ချင်းလေးရဲ့နာမည်ကတော့ဘယ်တော့မှမမေ့ဘူးတဲ့။ကျမတို့ရင်းထဲမှာဘယ်တော့မှမမေ့တဲ့အမှုပညာရှင်တူရှိပါတယ်။ဟုတ်ကဲ့ပါ။အခုဒီအစီအစဉ်မှာဘယ်တော့မှမမေ့ဘူးဆိုတဲ့သချင်းကိုအဲ့အမှုပညာရှင်နဲ့အတူနောက်ထပ်အမှုပညာရှင်တူဖြစ်တဲ့ကော်နီကနေပြီးတော့တွဲဖက်တည်ဆိုမှာဖြစ်ပါတယ်ရှင်။ဒီအစီအစဉ်အတွက်ကော်နီကိုဖိတ်ပါတယ်ရှင်။အားလုံးပဲမင်္ဂလာပါကွယ်လင်းသွားပြီဖြစ်တယ်ကျမတို့ချစ်ခင်လေးစားရတယ်ကိုသားကြီးတွေအမှတ်တရဒီဆိုကြမှာတယ်ဒါပေမဲ့ကျွန်တော်ကဒီသချင်းလေးကိုကျွန်တော်တို့ယနေ့ထိမမေ့နိုင်သလိုသူ့ကိုချစ်တဲ့ပြိတ္တတွေယနေ့ထိမမေ့နိုင်နဲ့ကိုသားကြီးတွေနောက်တစ်ခုကိုသားကြီးရဲ့ချစ်စနီးမမိုးတွေကျွန်တော်တို့ရဲ့အနုပညာသမားတွေအားလုံးတွေကိုစားကျွန်တော်ဒီဆိုပါမယ်ကိုသားကြီးကိုဘယ်တော့မှမမေ့ပါဘူးဘာဖြစ်လို့လဲဆိုတော့ဒီစင်ပေါ်မှာပဲဒီသချင်းလေးကိုသားကြီးနဲ့အတူတူဆိုခဲ့ဘူးပါတယ်အဲ့အတွက်အခုတော့ကိုသားကြီးရဲ့အယုတ်ကလေးနဲ့ကျွန်တော်နဲ့ဘယ်တော့မှမမေ့ဘူးဆိုတဲ့သချင်းလေးကိုတွဲဖက်ပြီးဆိုပါမယ်